Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရှင်းပြမှာတော့ကျွန်တော်တို့ရဲ့ Smart Restore Module ဘယ်လိုသုံးပြရမလဲဆိုတော့ကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘက်ကcustomer တယောက်ရောက်လာပြီဆိုတော့ကျွန်တော်ဘက်က URL ပေးမယ်ပြီးရင် username နဲ့ password ပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ URL ဒါပေါ့နော်ကျွန်တော်တို့ရဲ့ URL ကိုကျွန်တော်တို့ browser ရှိရင် browser မှာ paste လုပ်ပေါ့နော်ဒါကျွန်တော်တို့ web version တော့မဟုတ်ဘူးကျွန်တော်တို့ application တစ်ခုအနေနဲ့ install လုပ်ထားမယ်ဆိုရင်စားလို့ရတယ်ဒါကတော့ကျွန်တော်ကWindows မှာသုံးတာပေါ့နော်mobile မှာသုံးတယ် Android မှာသုံးတယ် tablet မှာသုံးတယ်ဆိုတော့ဒီမှာ application တစ်ခုအနေနဲ့ install လုပ်ရရတယ်ပေါ့နော်ဒါဆိုရင်ဒါWindows မှာ blue application လောက် install လုပ်အောင်လဲဆိုရင်ကျွန်တော်ဒီဘက်မှာcomputer ပုံလေးရှိပါတော့အဲ့ဒါမှကျွန်တော် install လုပ်နိုင်တယ်တော့ကျွန်တော်တို့ application ပုံအနေနဲ့သုံးလို့ရတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်ဒီမှာ username နဲ့ password ရလာပြီဆိုရင်ကျွန်တော်တို့ sign in နေမယ် sign in ဒီမှာဆိုတော့ကျွန်တော် table တွေပါတယ် concept တွေချပေးပါဦးเนาะဒါတော့ရောင်းတဲ့သူကရှားမြင်ရပြီပေါ့เนาะကျွန်တော်ဒီမှာကျွန်တော်ပါလဲဆို KDS ပါပေါ့เนาะဒါကတော့ kitchen ထဲမှာပြမယ်ဟာပေါ့เนาะဆိုတော့ဒီ account တစ်ခုရဲ့နဲ့ဒီမှာ user တော့ဝင်ပေါ့เนาะပေါင်းဆုံး cache တစ်ခုဝင်ပြီးတော့kitchen သမားတယောက်တစ်ခု account တစ်ခုတွေကိုပဲဝင်ပြီးတော့ manager ဒီတန်ဖုန်းတစ်ခုနဲ့ဝင်ပေါ့เนาะဒါဆိုရင်ဒါကျွန်တော်ရဲ့အကျဉ်းပေါ့เนาะအဲ့တော့ဒီမှာကျွန်တော်တို့မှာလက်ရှိမှာ table နှစ်ခုပဲရှိရပေါ့နော်ဒီမှာကျွန်တော်တို့ takeaway ဘာညာလဲသွားလို့ရတယ်okay အဲ့တော့ကျွန်တော် manager login ကိုကျွန်တော်စဝင်လိုက်မယ် manager login ကတော့ pin number ဒီမှာရမှာပေါ့နော် pin number ဒီမှာကျွန်တော်တို့ manager ဝင်လို့ရမယ် pin number ကလည်းစိတ်ချက်ပြောင်းလို့ရတယ်ပေါ့နော်တက်တဲ့ number ပြောင်းလို့ရတယ်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော် menu တွေထည့်လို့ရမယ် menu မှာ category ထည့်လို့ရမယ်ဒီမှာ recipe တွေ create လုပ်လို့ရမယ်ပြီးရင် store တွေပါတစ်ခါ manage လုပ်လို့ရမယ်ပေါ့နော်okay အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့နောက်ပြီး table ပါ create လုပ်လို့ရမယ်ဒီ table အသစ်တွေပါလက်ရှိမှာတော့ကျွန်တော်တို့ subscription မှာတော့အများဆုံးကျွန်တော်တို့ table 10ခုထိထည့်လို့ရပါတော့okay အဲ့တော့ကျွန်တော်တို့ menu ပြင်ထည့်လိုက်ပါတော့ menu မှာဆိုကျွန်တော်တို့ထမင်းကြော်ရှိပြီဆိုတော့ထမင်းပေါင်းပါတော့ brand ပေါင်းသူရဲ့plain ဈေးကမူရင်းဈေးကပေါ့နော်4000 5000ပေါ့ category rice နောက်သူ variation မှာ chicken တက်သားနေပေါ့နော်တက်သားနေဆိုရင်ကျွန်တော်ဘယ်တော့ထပ်ပေါင်းမှာလဲဆိုတော့1000ထပ်ပေါင်းမယ်နော်1နဲ့ဆိုရင်1000ထပ်ပေါင်းပေါ့နော်ဒီ1000ထပ်ပေါင်းနောက်ခုက sausage ထပ်မယ်ဆိုမြေဝဲစံထည့်မှာထားဘုတ်တယ်တရားပါတော့ကျွန်တော်ကအပိုးထဲထားလိုက် add on နဲ့တရားပါတော့ဥပမာထားလိုက်ဟုတ် okay မထည့်တော့နောက်ခုplain ပေါ့နော် plain ဆိုတော့ကျွန်တော်ဘာမှမထည့်ဘူးပေါ့နော်ဒါကတော့ကျွန်တော်တမင်ပေါင်းတစ်ခုရပါတော့ okay ကျွန်တော် save လိုက်မယ် save လိုက်ရင်လည်းကျွန်တော်ဒီမှာတမင်ပေါင်းဆိုတာရလာမယ်တမင်ကြော်လည်းရှိမယ် okay အဲ့တော့ဒါဆို customer ရဆက်ရအောင်မယ်ဥပမာ customer တယောက်ကလာပြီဆိုရင်ကျွန်တော်တို့ဒါတော့နောက်တစ်ခါပြရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒါ mobile ပေါ့နော်ဒါ iPhone နဲ့ကြည့်ရဖြူပေါ့နော် mobile သမားတွေဒီလိုမြင်နေရမှာပေါ့နော်ဒီမှာကလေးမှာ tablet နဲ့ရောက်မယ်ဆိုရင်ဒါ tablet နဲ့ဒီမှာမြင်ရမယ်ဟာပေါ့နော်ခုလက်ရှိကကျွန်တော် computer နဲ့ပဲပြထားတာပေါ့နော် okay အဲ့တော့ customer table 1မှာထိုင်မယ်ဆိုရင်ကျွန်တော် table 1မှာ table 1ကိုနှိပ်မယ်ပြီးရင် new order နှိပ်ပေါ့နော်ခုနထမင်းပေါင်းပါမယ်ထမင်းပေါင်းကိုပါနေတော့စက်သားနဲ့တရွက်ပို့ထည့်မှာလားထည့်မယ်ဆိုတော့ပါပေါ့နော်ပြီးရင် add order နှိပ်ပြီးရင်ဒီမှာဆိုရင်ထပ်ထည့်လို့ရပါတော့ access short တော့ထည့်လို့ရပါတော့ထည့်လို့ရမယ်နောက်ခုထမင်းပေါင်းကိုကျွန်တော်ဝန်သားနဲ့တစ်ခုထပ်မှာပေါ့နော်ဒါဆိုရင်ဒီမှာကျွန်တော်တို့ order က2မျိုးပေါ့နော်ထမင်းပေါင်းစက်သားနဲ့အရွက်ပို့ထည့်မယ်ပြီးရင် access short မယ်ထမင်းပေါင်းဝန်သားနဲ့ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ certification ကိုနှိပ်လိုက်မယ် certification ကိုနှိပ်ရတဲ့ဒီမှာကျွန်တော်တို့ဒါကတော့ဒီ KDS မှာဝင်ထားရတာမှာ notification တက်လာမယ် order အသစ်ပေါ့နော်ထမင်းပေါင်းစက်သားနဲ့အရွက်ပို့ထည့်မယ် access short ပေါ့နော်ပြီးထမင်းပေါင်းစက်သားတစ်ပွဲပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဘာလဲမြင်အောင်ဆိုတော့ waiting time မှာမြင်ရမယ်အဲ့တော့ kitchen မှာရှိတဲ့လူကဘာလုပ်ရမလဲဒီမှာဆိုရင်ဒါတော့order လက်မခံနိုင်ဘူးဆို cancel ပေါ့နော်ဒီမှာဆိုရင်စတင်မြင်နေပြီဆိုရင် preparing ပေါ့နော် okay preparing ဆိုဒီမှာဆိုရင် customer အချိန်ဘယ်လောက်စောင့်နေရဆိုတာကိုတစ်ခါပြပေးပေါ့နော် okay ready ဖြစ်ပြီဆို ready ပေါ့နော် okay ပေးလိုက်ပြီဆို start ပေါ့နော်ဒါဆိုရင်တော့အဲ့ဒါရိုက်ပေါ့နော်ဥပမာ table 1ကကျွန်တော်တို့ထပ်မှာမယ်ဆိုရင်ကျွန်တော် order mode ပေါ့နော်ဟိုတမင်းကြော်တစ်ပွဲထပ်မှာမယ်ပေါ့နော် table 1ကနေတော့တမင်းကြော် okay ပို့လိုက်ပြီဆိုရင် kitchen မှာပြမယ် kitchen မှာဒီလိုပေါ်လာမှာပေါ့နော်ဒါဆိုရင် okay ရပြီအဲ့တော့ကျွန်တော်သူ့ရဲ့ page ကိုကြည့်လို့ရမယ် page ကသူမှားထားတယ်ပေါ့နော်ခုနကထမင်းပေါင်းနှစ်ပွဲမှားထားတယ်ထမင်းကြော်တစ်ပွဲသူ့ရဲ့ page ကလက်ရှိပြထားပါတော့ okay
အဲ့တော့ okay customer ရှင်းတော့မယ်ဆိုတော့အဓိကကတော့ကျွန်တော်တို့က data စီပတ်သက်ပေးရမှာဖြစ်နေ manager စီလာပြီးပေးရမယ်ဟာပေါ့နော်ဒါဆို manager ကဝင် sorry manager ကဝင်နံပါတ်ဝင်ပြီးတော့ဒီ page ဆွဲထဲမှာပေါ့နော်ဒီ1ရှင်းတယ်ဒီ1ကိုပြီးပေါ့နော်ဒါဆိုပြီးနောက်နေပြီးတော့ဟို print ထုတ်ခြင်း print ဆိုတာခါထုတ်လိုက်တာခါတော့ကျွန်တော်တို့ print ထွက်လာပေါ့နော်စာထွက်လာမယ်ပြီးတော့အဲ့ဒါတော့ရှင်းပြီးသွားပြီအဲ့ဒါကိုကျွန်တော်ပြန်ကြည့်ရင်ဒီမှာ save ထဲမှာကြည့်လို့ရပါဘူးเนาะဒါဆိုခုနရှင်းခဲ့တဲ့ဟာအဲ့ဆိုရင်ခုနထမင်းပေါင်းကိုထမင်းပေါင်းနေပေါ့နော်ထမင်းပေါင်းစက်သားနဲ့ပါညာပေါ့နော်ထမင်းကြော်ဒါတွေကတော့ဒီမှာခါထည့်ထားလို့ရရပါဒါဆိုတော့ဒါ save ပေါ်ကြည့်လို့ရအောင်နော်ဒါမဲ့ဒီမှာလဲကျွန်တော် setting ထဲမှာလိုသလိုမြင်လို့ရတယ်ဥပမာ kitchen display ကိုမပြဘူးဆိုရင်ပိတ်ထားလို့ရတယ်ပြီးတော့ take away မပေးဘူးဆိုရင်ပိတ်ထားလို့ရတယ်ပြီး currency ကပါလဲအခွန်တွေပဲကောင်းပါလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့ payment timing ကဟိုမှာဟိုပြင်ပြီးမှပေးလားအရင်ဆုံးပေးလားဆိုတာမျိုးတစ်ခါရေးလို့ရတယ်ပေါ့နော်နောက်ပြီးတော့ subscription level တစ်ခါကြည့်လို့ရတယ်အဲဒီမှာဆိုရင်နောက် security နဲ့ရဆိုရင်ဟိုpin number တွေချိန်လို့ရမယ် password တွေချိန်လို့ရမယ်ပေါ့နော်ဒီ brand မှာဆိုရင်ကျွန်တော်တို့ logo တွေပါ site logo ချင်း logo ထည့်လို့ရတယ်ဒီနာမည်တွေပါတစ်ခါထည့်ထားလို့ရတယ်ပေါ့နော်ဒါဆိုရင်ဒါကကွန်ပျူတာနဲ့သုံးတဲ့ဟာပေါ့နော်ကွန်ပျူတာသုံးရင်ကျွန်တော် shortcut သုံးပြီးတစ်ခါလေးနှိပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တော်တော်ဒီလောက်ပါတော့ခင်ဗျာကျေးဇူးတင်ပါတယ်